ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါအခုတငယ်ချင်းတို့ဖုန်းတွေဟမ်းပါတယ်ဖုန်းတွေလေးပါတယ်ဆိုတာတွေပြောနေကြတယ်เนาะကျွန်တော်လည်းတခါတလေဖြစ်ပါတယ်အဲ့လိုဖြစ်တဲ့ခါကျတော့ဘယ်လိုလုပ်ရင်ကိုယ့်ဖုန်းပေါ်လာမလဲဘယ်လိုလုပ်ရင်ကိုယ့်ဖုန်းဟိုမြန်လာမလဲဆိုတာကိုကျွန်တော်လည်းရှာတာပေါ့နော်အဲ့လိုရှာရင်လည်းကျွန်တော်တို့တွေ့လာတယ်တင်စီယာမြင်ရှာတွေလည်းရှိပါတယ်ပြီးတော့အခုကျွန်တော်တို့ Android ဖုန်းလေးကျွန်တော်ဖုန်းဆိုရင်ဒါဘယ်လောက်မှမရှိဘူးเนาะဈေးလည်းဘယ်လောက်မှမပေးရဘူးပြီးတော့ run တွေပါရင်အားဘယ်လောက်မှမကြည့်ဘူးဒါပေမဲ့ကျွန်တော်ဖုန်းကအချို့တခြားဖုန်းတွေလောက်level ဖုန်းတွေလောက်မလေးဘူးဗျအမှကြည့်ပါကျွန်တော်ဖုန်း iMobile i-Style 7.8 GTV ပါ version က4.2ပါကျွန်တော်ဖုန်းဘာလို့သူများဖုန်းလောက်မလေးလဲဆိုတော့ကျွန်တော်အဓိကကျွန်တော်ဖုန်းမှာကျွန်တော်အမြဲလုတ်ပေးတာနှစ်မျိုးရှိပါတယ်တစ်မျိုးကဖုန်းရဲ့ဖုန်းထဲကနေပြီးတော့ဝင်ပြီးတော့ဖုန်းတန့်ရှင်းရေးလုပ်တယ်နောက်တစ်မျိုးကျတော့ APK လေးသုံးပြီးတော့လုပ်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်အခုပြပေးမယ်နော်အခုကြည့်ကျွန်တော်ဖုန်းမှာဆိုရင်မကြည့် APK တွေအများကြီးကျွန်တော်သုံးထားပါတယ်ဖုန်းကတိတ်ပြီးတော့မလေးဘူးဟုတ်တယ်လားအခုမြင်ရတဲ့အတိုင်းပဲကျွန်တော်ဆွဲသလိုသွားနေတယ်အဲ့ဒါကျွန်တော်နှစ်ခုရှိတယ်ဗျဘာကြောင့်အဲ့လိုပေါ့လဲဆိုတော့ကျွန်တော်ပြမယ်ပထမဆုံးတစ်ခုကျွန်တော်အမြဲတမ်းလှုပ်တဲ့ပုံစံလေးပြမယ်ကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ setting နဲ့ဝင်လိုက်ပါမယ်ဖုန်း setting နဲ့ဝင်ပြီးကျွန်တော်တို့အောက်ကဒီ STORAGE ဆိုတဲ့နေရာမှာကျွန်တော်တို့လုပ်ဝင်တယ် ဖုန်း store တွေကိုလုပ်ဝင်ရနော်အဲ့ store တွေဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဘာမှမလုပ်နိုင်အောင်ဒီလိုပဲခဏလေးစောက်လိုက်နော်ဟုတ်ကဲ့အဲ့လိုစောက်ပြီးရင်ဒီမှာသူပေါ်လာပြီဆိုဘယ်နေရာမှာတက်စီရင်လောက်ရမလဲဆိုတော့ကျွန်တော်ပြမယ်တခြားနေရာလည်းမလုပ်နဲ့နော်အဲ့ဒါဖုန်း system တွေပါတယ်ပြတ်သွားတက်လို့အခုဘယ်နေရာလောက်ရမလဲဆိုတော့အခုကျွန်တော်တို့ CACAED အဲ့ chat တဲ့အဲ့ဒီအစိမ်းရောင်လေးနဲ့ရှိတဲ့နေရာကိုကျွန်တော်တို့အခု 33.41 MB ဖြစ်နေတယ်เนาะအမှိုက်တွေအဲ့ဒီကောင်ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော် OK ပေးလိုက်မယ် 33.41 MB ကသူအဲ့ဒါအမှိုက်တွေเนาะလုံးဝအမှိုက်တွေဘာမှသုံးစားလို့မရတဲ့အမှိုက်တွေအခု 1.32 MB ပဲကျန်တော့တယ်ဟုတ်ပြီအဲ့မှာတခုရှင်းတယ်ပြီးရင်ကျွန်တော်တို့အဲ့ဒီအစိမ်းရဲ့အောက်ကအနီ MISC ဆိုတဲ့နေရာကျွန်တော်တို့ကထပ်လာမယ်ထပ်လာပြီးရင်ဘယ်နေရာတွေရှင်းရမလဲဆိုတော့ဒီအရှိမ doc ပါတယ်ဒီမှာကျွန်တော်အမှတ်ချပြမယ်ဒီမှာ PSM info အဲ့ဒီမှာအရှိမ docs လေးပါ post dot လေးတခုပါလားအဲ့ဒီ post dot လေးပါတဲ့ဟာလေးတွေကိုကျွန်တော်လိုက်ရှာမယ်တချို့ဖုန်းတွေတခါမလောက်ရသေးတဲ့ဖုန်းဆိုတော့အများကြီးတွေ့မှာပေါ့နော်ကျွန်တော်ဖုန်းကတော့ကျွန်တော်အမြဲတမ်းလုံနေတယ်ဆိုတော့တိတ်မရှိပါဘူးအဲ့လိုအဆက်ရှိတဲ့ဟာလေးတွေရှာမယ်ရှာပြီးကျွန်တော်တို့ delete လုပ်မယ်ဟုတ်ကဲ့ကျွန်တော်အဲ့လိုဖြတ်ပြီးဆိုရင်နောက်တစ်ခုကကျွန်တော်တို့ဒီ available မှာဖွင့်ထားတဲ့ကိုသုံးရတဲ့ APK တွေဖုန်းမှာပေါ့နော်အဲ့ဒီကိုသုံးရတဲ့ APK တွေကို428 MB ရှိနေတယ်အဲ့ဒါဆိုရင်ကိုဝင်ကြည့်မယ်ဘာတွေများသုံးရလဲမလိုအပ်ဘူးဆိုရင်ကိုဖြတ်မယ်လေအဲ့ဒီကောင်လေးဖြတ်မယ်ဆိုမှကိုမသုံးတဲ့ကောင်လေးဆိုရင်ဒီမှာကိုရှာကြည့်ပေါ့နော်ဖြတ်ကြည့်ကိုမသုံးတဲ့ဟာတွေဆိုရင်ကိုဖြတ်ထားလို့ရတယ်ပိတ်ထားလို့ရတယ်အဲ့လိုပေါ့ကိုမလိုအပ်ဘူးဆိုရင်ပေါ့နော်ကိုမလိုအပ်ဘူးဆိုရင်ပိတ်မယ်လိုအပ်ရင်တော့ဖွင့်ထားပေါ့အခုကျွန်တော်ဘာကိုပိတ်တာပြရမလဲဆိုတော့တခုကျွန်တော်အခုကျွန်တော်ခါနေကိုကျွန်တော်တခုပိတ်တာပြမယ်နော်တခုပိတ်တယ်ဒီကောင်လေးပဲကျွန်တော်ပိတ်ထားလိုက်မယ် second to pdf mobile ဆိုတာအဲ့ဒါကိုကျွန်တော်ထောက်လိုက်မယ်uninstall လုပ်စရာမလိုဘူးเนาะပိတ်တာယုံပဲပိတ်တာချင်းလဲဆို uninstall တော့ဒီ show notification ဆိုတဲ့နေရာမှာအမှတ်ချက်ဖြုတ်လိုက်မယ်ပြီးရင် force stop ဆိုတဲ့နေရာမှာကျွန်တော်တို့ okay နှိပ်ပြလိုက်မယ်အဲ့ဒါဆိုဒီ application တွေကပိတ်သွားပါပြီဒီ memory ကိုလည်းသူစားဖို့ဆိုတာမရှိတော့ဘူးသူကပိတ်လိုက်တဲ့အတွက်သူ memory မစားတော့ပါဘူးပြီးတော့ဖုန်းမှာလည်းသူကမရှုပ်နေတော့ပါဘူးကိုမလိုချင်တဲ့ဆိုကိုအဲ့လိုပိတ်ထားလို့ရတာပေါ့နော်အဲ့ပိတ်တာနည်းလေးနဲ့လည်းဖုန်းကိုပေါ့အောင်လုပ်လို့ရပါတယ်နောက်တစ်နည်းက APK သုံးပြီးတော့ဖုန်းကိုပေါ့အောင်သုံးမယ်ဒီ APK လေးကိုလည်းကျွန်တော်အောက်က comment box ထဲမှာကျွန်တော်ချထားပေးမယ်အခုကျွန်တော်လက်ရှိသုံးနေတဲ့ APK ဒီ mobile cheer ဆိုတာအဲ့ဒီကောင် MOBILE CAI ဒီကောင်လေးနော်အဲ့ဒီကောင်လေးကိုကျွန်တော်သုံးပြီးတော့ဖုန်းသက်စီလုပ်မယ်အဓိကကျွန်တော်ပြောချင်တာဒီကောင်ကို update မလုပ်ပါနဲ့ဒီလိုဖွင့်လိုက်မယ်ဖွင့်ပြီးကျွန်တော်ဒီမှာ setting နေရာကိုလာမယ်သူကွာလေးကိုလာမယ်ပြီးရင်ကျွန်တော်ဒီမှာ automatic download disable အဲ့ဒီနေရာမှာ off လုပ်တာပေးပါပြီးရင် update မလုပ်ပါနဲ့ဒီဖုန်းရဲ့အပေါ် notification bar မှာ
icon မပေါ်စေချင်ဘူးဆိုရင်ဒီမှာ off လုပ်တာပါဒီအပေါ်က show icon in state bar ဆိုတာအဲ့နေရာမှာကျွန်တော် off လုပ်ထားလိုက်ရင်ကျွန်တော်တို့အပေါ်မှာမရှုပ်နေတော့ပါဘူးအဲ့ပြီးကျွန်တော် second ဖတ်မယ်ဒီ second ကိုနှိပ်လိုက်ရုံပါပဲဘာမှမလုပ်ဘူးဒီကောင်ကတအားလွယ်ကူတယ်ပြီးတော့ဖုန်း memory ထဲကမလိုအပ်တဲ့အညစ်အကြေးတွေပဲသူကဖြတ်တာဗျဒီကျွန်တော်တို့ဒီ SD card micro SD card အဲ့ဒီ SD card ကဟာကိုတော့သူလုံးဝသွားပြီးတော့မစားဘူးသူအမှိုက်ကိုပဲစားတယ်ပြီးတော့ကို APK တွေ download လုပ်ရတဲ့ဟာတွေဘာတစ်ခုမှသူကဖြတ်ခြင်းပြုခြင်းမရှိဘူးအဲ့ဒီအတွက်ဒီကောင်လေးကိုကျွန်တော်အရင်သဘောကျတယ်တကယ်ချင်းတို့လည်းဒါလေးတွေသုံးစေချင်တယ်ဒီမှာအောက်မှာတလားသူပေါ်လာတာ virus ရှိလားမရှိဘူးဆိုသူအမှတ်ချပြတယ်မရှိပါဘူးအောက်က test ရှိတယ်ရှေ့ကဘာလဲအဲ့ဒါကိုသိချင်ကိုအဲ့ဒီအစီအများကောင်းလေးကိုနှိပ်ပြီးတော့ကြည့်လိုက်ရတယ်မကြည့်ချင်ဘူးတခါတည်းတန်းစင်လောက်ထုတ်မှဆိုလဲလောက်ထုတ်လို့ရတယ်သူ100ပြည့်အောင်စောက်လိုက်ပါအခု248 kilobit ပဲရှိရသလားအမှန်ဘာလို့ဆိုကျွန်တော်ဟိုမှာဖုန်းနဲ့တန်းစင်ဝေလောက်တာလေ3 megabyte 30ကျော်အဲ့ကြောင့်မို့သူကမကြံတော့ဘူးသူအမှန်နည်းနည်းပါးပါးပဲကြံတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အခုဒီမှာ100ပြည့်ပြီ100ပြည့်ပြီဆိုရင်ကျွန်တော်တို့ဒီမှာအဲ့ဒီကောင်တစ်ချက်နှိပ်လိုက်ရင်ပြီးရင် okay ဆိုရင်ဒါအဆင်ပြေသွားပြီဒီမှာအားသာချက်တစ်ခုကဖုန်းဘက်ထရီကိုလည်းကုန်တာတက်တာစီဘယ်လိုလောက်ရလဲဆိုတော့ဒီဘက်ထရီ8ကိုနှိပ်လိုက်ဘက်ထရီ8နှိပ်ပြီးဒီ super power save ဆိုတာအမြဲထားတာပဲသူကဖုန်းအားဘယ်တော့ကုန်မလဲဆိုတော့သူကပြတယ်မှာနောက်ထပ်73နိုင်နဲ့33မိနစ်သုံးလို့ရပါသေးတယ်ဆိုတော့ပြတယ်သလားအဲ super power save မှာထားတာပဲအဲ့ဒီကောင်ကပြင်ချင်ခဲတံလေးကိုနှိပ်ပါခဲတံနှိပ်ပြီးဒီမှာကိုဖွင့်ချင်တဲ့ကောင်ဖွင့်ပိတ်ချင်တဲ့ကောင်ပိတ်ကျွန်တော်တော့အကုန်လုံးပိတ်ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဖုန်းအားမပေးစားချင်လို့ကျွန်တော်ပိတ်ရတယ်ပြီးရင်ကျွန်တော် save ကိုနှိပ်လိုက်မယ်အဲ့ဒါသူအဲ့ဒီအတိုင်းဖြစ်သွားမယ်အားကုန်တာလည်းခံလာမယ်ပြီးတော့ကျွန်တော်ဒီအလဲအန်စာတန်းပုံလေးကိုနှိပ်မယ်အဲ့ဒီမှာကျွန်တော်ကတော့ခတ်လို့ရတယ်ကိုလိုချင်တဲ့တော့တွေတော့ခတ်လို့ရတယ် uninstall တွေပါတယ်လုပ်ချင်တယ်ဆိုတော့ဒီက app manager ကိုလာပြီးတော့ဒီမှာကျွန်တော်တို့ uninstall ကိုနှိပ်လိုက်ရင်သူက uninstall လုပ်မဲ့ဟာတွေသူကပြတယ်အရင်လွယ်ကူပြီးတော့မြန်ဆန်တယ်ဖုန်းအတွက်လည်းပေါ့တယ်အဲဒါကြောင့်မို့ကျွန်တော်တကယ်ချင်းတို့ဒီ app လေးတစ်ခုရဲ့ခုနကကျွန်တော်လုပ်ပြတဲ့ပုံစံလေးရဲ့ကိုဖုန်းထဲမှာလုပ်2ရက်တစ်ခါ3ရက်တစ်ခါပေါ့နော်အားဆိုလုပ်ပေးကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်အဲဒါဆိုကိုယ့်ရဲ့ဖုန်းလေးကသူများဖုန်းလို့ဈေးကြီးနေဖို့မလိုပဲနဲ့ဈေးတော်တော်လေးနဲ့ပေါ့ပေါ့ပါလေးသုံးနိုင်ပါပါကဲဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းအချိန်ရရင်ကျွန်တော်တည်တဲ့လောက်လေးတွေကျွန်တော်ဆက်ပြီးတော့တင်ပေးပါအောင်မယ်အားလုံးမင်္ဂလာပါ